ဆိုတယ်မို့လားညီလေးဒီမှာလေးတက်ကိုနေအောင်ရမေးတော့မသိပြီးတော့တည်ပြီးတယ်ဗျာကျွန်တော်တို့ကိုလေးမသိသေးရင်ကျွန်တော်ဘာလဲကျွန်တော်ဘာလဲဆက်လာခဲ့ဒီမှာကိုကြည့်တယ်မင်းတို့ကျွန်တော်ကြည့်လိုက်တယ်ဒီမလေးဒီကနေ့စားရလို့ပြောရတယ်တို့လည်းမခွေးတွေ့တယ်ခွေးတာမင်းရဲ့ဒီတော့ပြည့်တို့ရဲ့တို့ပြန်လို့ကျွန်တော်တောင်းစားဦးရဲ့တို့အိမ်မှာအိမ်တော်ကြီးကိုကျွန်တော်ပေးတယ်ဒီမလေးရဲ့တဲ့ကိုဒီကျွန်တော်တို့ချစ်ရတာတို့တော့ခိုင်းနေပြီဘာလို့တောင်းစားတာလဲဒီလေးကိုကြီးမချစ်တော့ပတ်တာပါလေဒီလေးဒီလေးကိုကြီးရောက်တယ်မှာရေးထဲတွေ့မယ်ဒီလေးရဲ့အဲ့တော့မတော့ပါလေဒီလေးကျွန်တော်နောက်ဆုံးနေလေယတိတဲ့ချင်းတကောင်းလို့ဆိုရတယ်